ပြောရအောင်ပဲနော်သာသနာမှာအငြင်းပွားနေကြတာတခုပြောပြမယ်မဲတော်ဒီမှာရဟန်းတွေအများကြီးပဲရဟန်းခံတဲ့အခါမှာကိစ္စအမုံမိတ်ဩဃာတွေတိတ်ထားဟိဒီပါဠိကြားဘူးတယ်နော်အနဲ့တခုစီမဲ့ထေပန်းတဲ့တကွပြောရမယ်ဆိုရင်အာဟုသောသာမဏေရရဟန်းဘဝတုံလဘကိုတောင်းတရှာပွေငါရှင်ပဇံလုံးသာမဏေကိစ္စလဲဟုတ်ရှိကမျက်နှာရှိသောနောက်ဆုံးသွားလိနော်ဟုတ်လားဧကမန္တတတ်တဲ့လျှောက်ပါတခုသောအရာ၌တိတ်ထာဟိပါလေရပ်နေလေလို့တချို့နေတရားတွေကပြေးတယ်အမှန်ကအဲ့ဒီဟာတွေကိစ္စမုံမဩဃာတွေတိတ်ထာဟိမှာအခုဒီကနေ့တနိုင်ငံလုံးအတိုင်းတာနဲ့ရာခိုင်နှုန်း96လောက်ရန်ခံတဲ့ကိစ္စမှာသင်္ကဘုံကရန်လုံးကိုဆွေးပြီးတော့အပြင်ထုတ်တဲ့အခါမှာဘေးဣရိယာပုနဲ့တွေ့ကြတော့မယ်တော့လျှောင်းထိုင်ရက်သွားရိုက်ရှင်ဣရိယာပုနဲ့ပြီးတွေ့တယ်ဟုတ်လားအဲ့ဒါနဲ့ပတ်သက်ပြီးတော့အယူဆလေးပဲစကားများကြတာရှိတယ်အမှန်ကလည်းအဲ့ဒါလေးပဲစကားများစင်မလိုဘူးအဲ့ဒီတိတ်ထာကြီးဆိုတဲ့ပုံနဲ့ပတ်သက်ပြီးတော့မြန်မာနိုင်ငံမှာတိပိဋကပါဠိမြန်မာအဘိဓမ္မာအဖွဲ့ဆိုတာရှိတယ်နော်ငါတို့မစွန့်ကရေးတာတော့မဟုတ်ဘူးအဲ့ဒီတိတ်ထာကြီးဆိုတဲ့ပုံမှာအဘိဓမ္မာအားလုံး73နဲ့လောက်ခွဲထားတယ်အနေပေါင်းပါ73မျိုးလောက်ခွဲထားတယ်နော်အဲ့ဒီမှာလေဒီဆရာတော်တို့ခိုက်ကပဲစပြီးတော့ဒီမှာကိစ္စတခုပြောပါမယ်လွန်ခဲ့သောအနည်း30လောက်ကနော်မဲငါတင်ထားဖို့အတွက်ကြိတ်လက်ယုံတောင်းဆိုတဲ့အဲ့ဘက်ကိုသွားကြတယ်သွားတဲ့အခါကာလမှာငါကလည်းပဲအောက်ကရန်ခံဖို့အတွက်ငါစရန်လုံးဆုံးသွားတာရှိတယ်နော်နောက်ပြီးတော့ဒီမှာအဲ့တော့တချို့နေရာဒေသတွေမှာရန်လုံးကဝါလွန်သည့်အတွက်ကြောင့်ငါတို့တည်းအများကြီးဝါတယ်မတ်တမရနိုင်ဘူးကွာရှင်းရင်ပြောရလို့ရှိရဲ့အဲ့တော့ဆိုတော့သွားတဲ့အခါမှာဟိုမှာကလည်းနေတရားကမ္မဝါထဲမှာဒီတိုင်းပါတော့သူကမရနိုင်ဘူးဝိုင်းမတ်တရရမယ်ဆိုဘုန်းကြီးတွေကဟာမတ်တရမှဘာညာဆိုရင်ပြဿနာတက်ကြရောငါလည်းအဲ့ဒီတုန်းကစာကနေနေဖတ်ထားတယ်ပေါ့ကွာငါရဲ့အသက်ကလည်းပဲအားလုံး40တောင်မပြည့်သေးဘူးဒါဘဝအတွေ့အကြုံတွေမင်းတို့ကောင်းအောင်မှတ်ထားအောင်အဲ့ပါနော်အတွေ့အကြုံတွေနောက်ပြီးတော့မင်းကွမ်းမှာလည်းဆရာတော်ကြီးမင်းကွမ်းဆရာတော်ကြီးအဆုံးဖြတ်လေးတစ်ခုတွေငါတို့ကသိထားတယ်ကိုယ်တိုင်တွေ့ကြရတယ်အဲ့ဒီမှာဝါလွန်သည်တို့ရမတ်တမရနေတဲ့အခါငါပြောလိုက်တယ်ကဲကိုကြီးထိုင်ကိစ္စမရှိဘူးအဲ့ဒီရပေါက်ထိုင်ဒုတုတ်တာထိုင်နေလို့ဆိုပြီးတော့ငါလည်းပဲသွားပြီးတော့ဘာလုပ်တော့ရန်လုံးဆုံးမတဲ့အခါမှာသူကထိုင်နေမှတော့ငါမတ်တက်ဆုံးမလို့ပဲကောင်းမှာငါရှိကနေပြီးတော့တင်ပင်လေးကိုထိုင်ချလိုက်တယ်သူကဒုတုတ်ပြီးတော့ဟောလို့မတ်တက်တာအကြာကြီးမရနိုင်တာဟုတ်ကွာဒုတုတ်ပြီးတော့ဗာလဲလက်ဥရှိပြီးတယ်တက်ပုံထင်မှာကြည့်လို့ကောင်းလိုက်တာကွာဆရာနဲ့တပေထိုင်ထားတာပထမဝကြားတယ်နောက်တော့ပါဠိပိဋကကြီးမှာလည်းပဲကြည့်လေဒီဆရာတော်တို့အနက်တွေကိုကြည့်လိုက်ကိစ္စမုံမိတ်အိတ်ထိုင်ဩဃာတိတိတ်ထိုင်အမုံမိတ်ဩဃာတိသင်္ကဘုံမှာ2000တွာဟတ္တပဝက်ကွာလောက်တဲ့နေရာဌာနမှာတိတ်ထာဟိဆိုင်ကတီနေဥလောတီနေတယ်ဆိုတာထိုင်ချင်းဣရိယာပုနဲ့တည်ရင်လည်းရတယ်တဲ့နော်တခြားဣရိယာပုနဲ့လည်းတည်လို့ရတယ်ဒါကြောင့်တိပိဋကပါဠိမြန်မာအဘိဓမ္မာတိတ်ထာဟိဆိုတဲ့ပုဂ္ဂိုလ်အဲ့ဘယ်လိုမျိုးပြထားတော့73မျိုးတီမကြံ့ကိုကနေဖွင့်ထားတယ်ဒါပေမဲ့ကိုယ့်နိုင်ငံမှာကအလေးကျင့်ကဘာဖြစ်နေကြတော့ရဟန်းလုံးကဆုံးမရင်မတ်တပ်ပဲဆုံးမကြတယ်မတ်တပ်ပဲဆုံးမသည်ပြအဲ့ဒါဒီပဲလေမှန်တယ်ထိုင်ပြီးတော့ဆုံးမရင်မှားတယ်ဆိုတဲ့ပုံစံမျိုးဖြစ်တယ်နော်လေဒီဆရာတော်ကြီးကအဲ့လိုမဟုတ်ဘူးငါလေဒီအကြောင်းလည်းငါကောင်းဖိုက်တတ်ပါတယ်နော်အဲ့ဒါနဲ့ငါကအဲ့ဒါပြောတယ်မဟုတ်ဘူးတိုက်ထာဟိဆိုတဲ့ပုံနဲ့ပတ်သက်ပြီးတော့ထာဂတိနိဝတိမြေတောရှင်ဣရိယာပုတစ်ခုကိုပဲထာရကတားမြစ်တယ်ထိုင်ရှင်ဣရိယာပုနဲ့တည်နေရင်လည်းရတယ်မတ်တရရှင်ဣရိယာပုနဲ့တည်နေရင်လည်းရတယ်ထာရတိပါတီချင်းဆိုတဲ့နဲ့ရွေးနေရပြီးတော့ဗါလေလှုပ်ချပြီးတော့မနေပါနဲ့ဒါကိုပြောတာနော်အဲ့ဒါကဘယ်မှာတစ်ခါတွေ့လဲဆိုလို့ရှိရင်ငါတို့မန်းလေးမစိုးရင်ပါနေတဲ့အချိန်ငါနာယကဖြစ်စနော်မောမိန်နေကေပို့ပေါက်နေပြီအဲ့ဒီမှာတို့ကြောင်းကနေပြီးတော့ရှင်ဥတ္တရဆိုတာနော်သူ့ကိုရမ်းခံတယ်ရမ်းခံတဲ့အချိန်ကာလမှာအဲ့ဒီမှာတိပိဋကနိကာယမှာတွင်မှုလုပ်ခဲ့တဲ့မန်ခိုက်ဥလှရှုဆိုတာသူကရမ်းတက်ကအဲ့ဒီမှာသွားကြတယ်ဘသူတွေပါလဲဆိုလို့ရှိရင်နော်အဲ့ဒီမိုးကောင်းတိုက်ကနေပြီးတော့အဲ့ဒီညောင်ရမ်းဟိုဆရာတော်ကြီးဥဇောတိကဆိုတာအခုရှိသူလည်းပဲမင်းကွန်းဆရာတော်ကြီးနဲ့တဝါကြီးတဝါငယ်လောက်ပဲရှိတယ်နော်အဲ့ဒီဆရာတော်ကြီးတို့ပဲပါတယ်နောက်ပြန်มาမဲ့ဆရာတော်ဥဟာသဘာတို့ပါတယ်အခုရှိအသက်120လောက်ရှိပြီပေါ့အဲ့ဒီမှာလေးပဲမင်းကွန်းဆရာတော်ကြီးကထိုင်ပြီးတော့ပဲဆုံးမသွားတာတွေ့တယ်နော်ဟောမှာရဟန်းတော်ကလည်းထိုင်သူကလည်းထိုင်အဲ့တော့လေဒီဆရာတော်ကြီးတို့ကလည်းပဲအဲ့ဒါမျိုးပဲထာရသည်ဒီနေရာမှာမတ်တရရှင်ဣရိယာပုဂ္ဂိုလ်ယူရမှာမဟုတ်ဘူးထာရရဲ့အ내ကိုဒီလိုအတိတ်ပြဖွင့်ပြီးတော့ယူရမယ်ထိုင်ရှင်ဣရိယာပုဂ္ဂိုလ်ဖြင့်တည်နေတာကိုလည်းပဲဒီတိတ်ဓာကြီးကဟောတယ်မတ်တရရှင်ဣရိယာပုနဲ့တည်နေရင်လည်းပဲရတယ်မရွေ့နဲ့ဒါပဲအဲ့ရှင်ဣရိယာပုကတော့ဘာဖြစ်နေတော့ရိုင်းဆိုင်သည့်အတွက်ကြောင့်ဒါထာရကတော့
ဒီနေရာမှာအာဝါဒအနေနဲ့တဏှာဌာနအနေနဲ့မတက်တဲ့မလျောက်ပါဘူးပေါ့ဒါကိုအကြောင်းပြုပြီးတော့မင်းဝဆရာတော်ကြီးကအဲ့ဒီမှာလည်းပဲသူရှင်းနေလှုပ်ထားတယ်ကိုကတက်ရိုက်ရန်ခံဝဲမှာလူငယ်တစ်ပါးအနေနဲ့ပါလိုက်တယ်ပြီးမှတခါဒီဘက်ကလည်းပဲပါတယ်ပါဠိအဘိဓမ္မာကိုရေးရင်နဲ့ဒီအဆုံးဖြတ်တွေကိုတွေးထားတော့ငါကလည်းပဲအဲ့ဒီမှာကြိုက်လိုက်မှအဲ့ဒီကိစ္စပြောတယ်ရပါတယ်ဒီကိစ္စဆိုတော့ဘေကဆရာတော်ကြီးတွေကတော့နေတော့မကျေနပ်ဘူးပေါ့ကွာတော်လေးမန်းလေးမစောနိုင်ကဆရာတော်တစ်ပါးဆိုတော့လည်းပဲလူငယ်ပဲမဲ့အထင်တော့ကြီးပြီးသားဖြစ်နေတာဟုတ်ဘာဆိုရင်ကိုကလည်းပြောလိုက်တယ်တိပိဋကပါဠိမြန်မာအဘိဓမ္မာကြီးမှာဒီထာဒအနေနဲ့ပတ်သက်ပြီးတော့73မျိုးတိတိဖွင့်ပြထားပါတယ်ဗျာလေဒီဆရာတော်တို့လည်းပါဠိညာလေးဆိုတော့အားလုံးကတော့ညီသက်သွားတယ်အဲ့ဒါတွေကိုမင်းတို့ကိုဘုသူတ္တဖြစ်စေရှင်တာကတရင်ကျွတ်ပြည်တည်နဲ့တပြိုင်နက်မင်းတို့လည်းပဲဆံရဒီလိုရခံကိစ္စပင်ရောက်သွားလိမ့်မယ်ရောက်သွားတဲ့နေရာမှာတို့နိုင်ငံမှာကတိုင်းနယ်ပြည်နယ်အသီးသီးမှာ60ရာခိုင်နှုန်းလောက်ရဟန်းတော်ကပါလဲမတ်တရပြီးတော့ဆုံးမတယ်လေဒါရှိတယ်တကယ်တော့ကိစ္စမုံမီဩဃာတိတိုက်ထာဟိမှာတိုက်ထာဟိဆိုတဲ့ပုံနဲ့ပတ်သက်ပြီးတော့တိပိဋကပါဠိမြန်မာဗိဓမ္မာဘာတော့73နဲ့တိတိကြတယ်အဲ့ဒီမှာလေဒီဆရာတော်ကြီးကနှစ်ခုမြောက်အ내ကိုယူပြီးမှထိုင်ရှင်းဖြင့်တည်နေတာကိုယူတယ်တိုက်ထာဟိထိုင်ရှင်းဣရိယာပုပြန်တည်နေဦးလို့ဆိုငါအဲ့ဒီဓာတ်ပုံလေးပြန်ပြီးတော့ကြည့်တယ်ငါကဆုံးမတဲ့ပုဂ္ဂိုလ်တက်မနဲ့ခွေချလိုက်တယ်ဩဝပြီးတော့ထိုင်တဲ့ပုဂ္ဂိုလ်ကဒုတုပ်ပြီးတော့လက်အုပ်ရှိထိုင်တယ်မတ်တရဆုံးမပြီးတဲ့ဓာတ်ပုံနဲ့ထိုင်ပြီးတော့ဆုံးမတဲ့ဓာတ်ပုံကဟောကားပေါ်ပြီးတော့မဲ့အသက်ဝင်တယ်ကွာပေါ်ပြီးတော့တတ်ပါရတော့ဖြစ်နေသေးတယ်နော်အဲ့တော့တခါတည်းကြတဲ့အခါမှာအားလုံးနဲ့ဆန့်ကျင်ဘက်မဖြစ်ရှင်လို့တာလည်းငါတို့ကဒီတန်းလောက်ရတာစာနဲ့ပေနဲ့ဆိုရင်ဒါတွေကခွင့်ပြုချက်ရှိတယ်အဲ့ဒါမင်းတို့ကိုဒေသဆွေဆရာဆွေဂိုင်းကနာဆွေပုံစံမျိုးနဲ့မတ်တတာဖြစ်ရမယ်ဆိုပြီးတော့ပေတော့အခါမှာကိုကမကျွမ်းကျင်တဲ့လူကမလုံနဲ့အဲ့ဒါမနေ့တနေ့ကမှဒီလိုကိုကကျင့်သုံးလာပေမဲ့ဒီနေ့မင်းတို့ကငါကြံ့ကန်နေနဲ့ဆရာတော်ကြီးတွေရဲ့အယူဆတွေနဲ့ပြောပြီးလာတဲ့အခါမှာမနေ့ကမှားနေတာတကူမင်းတို့ဒီနေ့လေးစုပ်ကင်ဖရာဘုရားမလုံနဲ့အဲ့လိုဆိုနိုင်ငံလေးဘယ်တော့မှမကြည့်ပွားဘူးသာသနာလေးမကြည့်ပွားဘူးဩဒီဟာတွေကထာဒရဲ့နဲ့ဟာဒီလိုသုံးခွင့်ရရှိနေပါလားလို့နော်အဲ့ဒီလိုရှိတယ်အဲ့ဒါကိုမျိုးလေးကအပြန်အလှန်မင်းတို့ပြုတ်ပြန်ပေးရမယ်ထိန်းကြောင်းပေးရမယ်